算了，娘的，算了，听着了。好，那都是咋的澳门呀？这老一种那种，怎么咱家的？他这个，这怎么样的？我们农民的苦干耶，怎么样的这类的地方地比较，来你的主要的吧？怎么样？都看嘛的，不光怎么样，未来现在就他们对，你讲了，拿大块，都这玩意啊。然后说，其他那样这路不去，地产上上，好不为，是吧？没那没那哩，再说澳洲有话讲讲，我们阿婆啊，别人这边来要的路，人家的话，都搞怎么样？估计老不了，这个西瓜，俺们那边的瓜，做的呢，俺们地方少一点，嘿，做的呢地方一家的不？您这样路这边的那个毕业吧，是吧？可能这也不可怕的，是吧？像这样搞，比如说什么？အဲ့လိုငုံငုံလေးဖြစ်နေလို့ကျွန်တော်ဆရာတော်လည်းတနတ်တန်အကြီးနဲ့မောင်ဖွင့်မင်းဒီကလေးကိုယူပြီးတော့မင်းလွတ်အောင်သာပြေးတော့ကွာမင်းပြေးတော့ဆိုပြီးတော့ခုနမှာလဲပေါ်လာပါပဲခင်ဗျာကျွန်တော်လည်းကြောင်းလာတယ်ဒီကလေးကိုချီပြီးတော့ဟိုမိဖို့ကြောင့်အပေါ်တက်ကရေတယောက်ထဲမှာဒီကလေးလေးကိုဖက်ပြီးတော့ပုံနေတာပါပဲသူဒါဖြင့်ကလေးတယောက်ကိုခေါ်ပါလားရွာသားတွေလိုက်မှာဆိုလို့တစားကခေါ်ပါတာနဲ့သူလည်းဟုတ်သေးဘူးထင်တယ်ကိုကြီးဒီညကိုကြီးပြောတာကြားရတာတော့ကိုချစ်ပေးတာတော့ကိစ္စမရှိဘူးလေသူမင်းမပေးတာကတော့ကလေးအတွက်စိတ်မချမ်းသာစရာကြီးလို့ပြောတာကျွန်တော်ထင်တာကတော့ဒီဓမြဘူးကြီးကဒီကလေးကိုမွေးစားခြင်းလို့ခေါ်သွားတယ်လို့ကျွန်တော်ထင်တာပဲမင်းပြောတဲ့သဘောလည်းဖြစ်နိုင်ခက်တာကဒီကလေးကိုမင်းကြောင်ရင်နေပါ့မလားဟာဘူးကြီးကလေကျွန်တော်ဒီကလေးမိဘကိုကတ်စားနေရတာဒီကလေးကကျွန်တော်နဲ့နေရမယ်ဆိုရင်ဒီကလေးတစ်လုံးသားဖြစ်သွားမှာပေါ့ဟုတ်တာဒီလိုဆိုရင်ဒီကလေးကိုခင်ဗျားတို့ရွာကစာဝင်ယူနိုင်တဲ့လူများရှိကြတာတပူကြီးကျွန်တော်တို့ဒီတစ်သေးရှိလို့ပေါ့ဒီတစ်သေးကြီးကမရှိရင်ကျွန်တော်ငတ်နေတာကြားပြီခုတော့ကျွန်တော်ငတ်တော့မှာပါပဲဘူးကြီးကဘယ်ကယောက်ျားမဟုတ်ဘူးလားအလုပ်လုပ်နိုင်ရင်စားရမှာကျွန်တော်ယောက်ျားဟုတ်လားကျွန်တော်အလုပ်လုပ်နေကျွန်တော်စားရမှာပေါ့ဟုတ်လားဒီယောက်ျားရောက်မယ်လို့ဒီကလေးကိုတာဝန်ယူမဲ့သူဖြစ်ကျွန်တော်ပဲတာဝန်ယူပါမယ်ဟုတ်ကဲ့ဘူကြီးရဲ့မေတ္တာနဲ့ကရုဏာကိုတားလို့ခေါ်ပါတယ်ဒီအမှုဟောဒီအမှုကိုလည်းစိတ်ကအချုပ်ရည်မှုကျွန်တော်အားလုံးတာဝန်ဆွဲပြီးပါတယ်ဟုတ်ပြည်သူတွေပါလေကျွန်တော်နာမည်လည်းမှတ်ထားပါဘူကြီးတာဘူးတဲ့ဟုတ်ကဲ့တွေ့ရတော့တယ်ဆိုဆိုကျွန်တော်ခရီးထွက်ရတော့ကဲခလေးကျွန်တော်လူလေးကလေးရွယ်မှစ၍ဓမြဘူကြီးဘိုးမိုးဤမွေးစားသားအဖြစ်ဘဝဤကံစိုးမုံမောင်အောက်ဝယ်ကြာရောက်နေမုန်းခဲ့ရရှာသောလူလေးမုတ်ဆိုးနာနိမုတ်ဆိုးဆိုပြီးတကယ်တော့ဓမ္မသရဲ့စိုက်ပျိုးဖက်ကသရဲ့ပင်မင်းတီးကြိုကင်းဤဆိုပြီးတကယ်တော့လူဆိုးဓမြတို့ဤလောကနေမြေအတွင်း၌ကြီးပြင်းကလူဆိုးဖြစ်ခဲ့ရသောလူလေးသည်အလွန်မွန်မြတ်လှသည့်တိုင်းပညာကိုသင်ကြားရရှိခဲ့ပါသည်သို့သောတိုင်းပညာသည်ယောက်ျားကောင်းယောက်ျားမြတ်တို့သူတစ်ပါး၏ရန်ကိုခုခံကာကွယ်သောကိုယ်ခံပညာဟု၍သူနားမလည်ခဲ့ပါပညာဟုသည်အသုံးပြုသောလူသားအပေါ်၌မူတည်ပါသည်အကောင်း၌အသုံးပြုကကောင်းကျိုးပေး၍အဆိုး၌အသုံးပြုမိမှားကဆိုးကျိုးပေးသည်ကိုလူလေးမသိခဲ့ပါတကားတို့ဖြင့်လူလေးသည်အမှား၏လမ်းစာသို့ရောက်ရှိလာခဲ့သည်မွန်မြတ်လှသည့်တိုင်းပညာကိုအဆိုးဘက်၌အသုံးပြုဟန်အားထုတ်ကြိုးပမ်းမိခဲ့လေသည်လူလေးကမှားခြင်းမကမှားခဲ့လေသည်လူလွတ်၌ဆုံးမပဲ့ခြင်းပေးမိပတ်ဝန်းကျင်မရှိခဲ့ပါတကားလမ်းမှန်လို့သွန်သင်ပို့ဆောင်ပေးမိဆရာကောင်းဆရာမြတ်မရှိခဲ့ပါတကားထို့ကြောင့်လူဆိုးလူမိုက်ဖြစ်ခဲ့ရသောလူလေးသည်ဘန္ဒိုလူလေးဟူသောအမည်ကိုခံယူပါ
ဒေါက်တာသူတော့ emergency operation ရှိတယ်ခဏလာပါဆက်ပါလို့ခင်ဗျဘယ်နဲ့လူရှိလဲသူ့ကိုဘန်ဒိုနဲ့မခေါ်ပါနဲ့လို့ပြောတာဘယ်နဲ့ကရှိအေးပါကွာငါမဲသွားလို့ပါအိမ်မှာမင်းနဲ့ချိန်ထားတဲ့မိဖေတငယ်ကြီးကိုမြတ်ကြီးရောက်နေတယ်ကိုမြတ်ကြီးအေးကွယ်ရောက်နေတာတော့တော်တော်ကြာသွားပြီတောင်းနေလာခဲ့မယ်လို့ပြောလိုက်မင်းလည်းလာတော့ဘန်ဒိုဘာဗျအေးလူလေးဘုံမောလာရှိရင်မမဆိုလို့ခုလိုအခြေအနေရမှာပေါ့သူလာရှိရင်တို့ဒီကကောင်းကောင်းကြည့်ရမှာပေါ့ကွယ်အခုတော့ဟိုပူးမနေပါညီမဆိုရယ်ကျွန်တော်နဲ့တွေ့နေမှာပဲမမဆိုလို့မိသားစုအတွက်လူလေးမရှိအောင်ကျွန်တော်အဆအဆတာဝန်ယူမှာပေါ့ဟုတ်တယ်မလားအေးပါကွယ်သာဓုအဲ့နဲ့လူလေးကိုတွေ့ရရဲ့တွေ့ကြပါလေခုပဲလာပါလိမ့်အေးကွယ်အားနာကြအသေးဆောင်တာကြားတာလို့ဟိုမမဆိုရယ်သိဆောင်ကြည့်ပါဘူးကျွန်တော်တော့မဆိုလို့ကောင်းတာကညင်နေတာပဲပြီးတော့ကျွန်တော်ကမှမဆိုလို့စိတ်ချယုံကြည်စွာနဲ့အားကိုးစမ်းမှာအေးကွယ်ယုံကြည်ပါတယ်ဟဲ့လူလေးလာတယ်ကိစ္စမရှိပါဘူးမဆိုကျွန်တော်ကိုယ်တိုင်ကြည့်ပါလူလေးကတော့ဒီလိုပဲမမတော့အားတော့ပိုင်းတာလေကိစ္စပြောဘာတို့နဲ့ဒီညနာမည်ကြည့်နေလိုက်တာလူဘောတော့ခုမှပဲကူလေးတော့မြင်မှုတော့တယ်ကွာဘာလို့မခေါ်လဲစမကြိုက်ဘူးမကြိုက်ရင်မခေါ်ပါဘူးကွာငါ့ဖေပုံမူနဲ့ကူလေးနဲ့ဆိုရင်တယောက်နဲ့တယောက်ကြုံကိုက်ပြီးကိုက်ကြုံပြီးဒီမတန်ရင်းမိခဲ့ကြတယ်ကွာငါ့ဖေပုံမူဟာဆိုရင်ပတ်တီလည်းကောင်းတယ်သစ္စာလည်းရှိတယ်ဒီတော့ဒီမှာကိုရီလျှောက်တော့နေတယ်ကိစ္စပါလေဟာကိစ္စရတော့ကွာမင်းကြီးကလည်းကွာပြောမှာဘောကွာဟိုဒီတစ်ခေတ်ကလည်းအဲ့ဒီအလုပ်ကိစ္စဆိုမင်းပြောလာတဲ့ဥစ္စာပဲမင်းကဘာလို့လူလေးဟုတ်တော့ဘူးကွာစိတ်တူလူလေးဟာမင်းအောင်ဟမ်မင်းလာစမ်းအဲ့ဒါမလို့ဒီဘောကွာငါအဲ့ဒါတယောက်ဖြစ်နေတာဒီတော့မင်းတို့အင်ရှင်ကြီးပြောသမျှကိုအားပဲတင်းခံရမှာပေါ့ဒီလိုဆောင်နေတယ်ငါလည်းတတိလူပြောက်ပါကွာတို့တွေဟာလူရင်းတွေပဲဆိုပြီးတော့ဒီလိုငါရင်းရင်းပြောမိတာဟုတ်သားပဲကွာဒါတခြားလူမဟုတ်ဘူးဦးလေးရဲ့လူရင်းဓာတ်ဖို့ခဲ့လေကွာငါတို့အခုလိုစိတ်ဆက်တာတွေ့ရတော့ဦးလေးသိသဘောကျတယ်ကွာမင်းဖေလည်းအခုလိုပဲစိတ်ဆက်တယ်ကွာဒါပေမဲ့မင်းဖေလုံးသူများအောင်မြင်တာကြီးပဲဒီတော့မင်းလည်းမင်းဖေရဲ့ကြည်ရကိုသိပြီကျွန်တော်လည်းကိစ္စသိချင်ဒီကတစ်ထင်းမင်းကလည်းစကားလေးချင်းပါလေလူသားမှာဒီမှာတစ်ထင်းခုလိုသူပြောင်းဆိုနေနဲ့ဆိုရင်နောင်ရင်းမှာတော့ဆက်တွေ့သိကြကျွန်တော်လည်းဘယ်နည်းတော့ဖြစ်မှာမဟုတ်ဒီတော့ကျွန်တော်တော့ပြဒီမှာไม่ဆိုခုလိုကျွန်တော်နဲ့လာတွေ့တဲ့အချိန်မှာရမ်းရမ်းကြကြဆက်ဆံမိတာခွင့်လို့ပါခွင့်လို့ပါတယ်ဒီလိုအလုံးမျိုးဆိုတာထောင်တို့ကျိုးတို့နဲ့လွတ်ကင်းမှာမဟုတ်ဘူးဟုတ်လား
အဲ့တော့ဒီလိုပါဇက်စီကမ်းမရှိတဲ့စတ်စုတဲ့လူနဲ့ဆိုရင်စိတ်မရှိပါနဲ့အလုပ်ဖြစ်မှာဟာကွာအလုပ်ဖြစ်မှာမဟုတ်ဟုတ်လားလူလေးကမင်းအများကြီးငယ်ပါသေးတယ်ငါအကြောင်းမသိသေးဘူးထင်ဒါဖို့ကဆိုတော့မကြောက်ဘူးလို့မှဟုတ်တယ်ကွာဒါဖို့ကဆိုတာနာမည်ကြီးပေါ့ဒါဖို့ကအေးဆောင်းမကြောက်ဘူးလားမကြောက်ပါအေးမင်းတို့မကြောက်ဘူးခုလူကြီးမှလားဒီညာလေးရှိလို့လူမိုက်လို့စားတဲ့ဘဝမှာလူမိုက်မှန်းပြောင်းရှေ့ကနေပြီးတော့6လုံးမျိုးပတ်အဲတို့ဒါဖို့ခက်တော့သိရစရာကောင်းတာပဲဟဲ့ဘုရားတလုံးရဖို့ဆိုတာတော့မဟုတ်ဘူးကွာလူမိုက်အလုပ်လုပ်စားခြင်းကြီးလူယုံမှာကြောက်တာကတော့တကယ်နာမည်ကြီးလူမိုက်နဲ့တွေ့ရင်ကဲဆိုင်ရမှာကြောက်လို့ဖြစ်မှာငါညီကြည့်ရတာတကယ်တတ်တယ်မရှိဘူးတတ်တယ်မရှိဘူးဟုတ်လားဟေးလူလေးတန်ဒီသိပါလားသိပါပြီခင်ဗျာသိပါပြီနေပါစီဟုတ်ရဲ့ဒါမှလူကလေးကောင်းကြည့်သွားမှာဟိုနင်ကတော့မဟုတ်တဲ့ဥစ္စာတော့အဲ့ဒီဥစ္စာကို လူကလေးကဒီကောင်လေးလောက်တော့ကျုပ်တော့အောင်မေ့နေတာဟာကြည့်လေကြည့်ဖို့ခက်ဆိုတာကြားလို့လားမကြားပါဘူးငါတို့ရဲ့အဆုံးအစာကိုလည်းဦးလေးသိပါပြီကွာလူလေးဦးလေးတောင်းမှပါတယ်ကွာလူလေးအဲ့ဒါတွေကိုတို့ရဲရဲချင်းချက်ဆန်တာမကောင်းဘူးပါရဲ့ဟုတ်ပါတယ်ကွာလူလေးอ่ะတို့ကအေးရှင်နေပဲကွာစိတ်ကြီးခံမှာဟုတ်ပါတယ်ကွာဒီမဲ့ဦးလေးလည်းတောင်းမှပါတယ်ကွာဟဲ့ဆိုခဲ့နင်းရလဲကွာကျင်းလိုက်ပါတော့ငါပဲတောင်းမှပါတယ်ကွာကဲတိုင်းချလိုက်ပါကွာနော်ငါဒီနော်တိုင်းချလိုက်ပါကွာနင်းရလဲကွာနင်းလည်းတိုင်းချမှာပေါ့တို့ရှိစေပြီလုံးလုံးအောင်မလို့လားလို့မရလဲဦးလေးတောင်းမှပါတယ်ကွာလာပါကွာလာပါလူလေးအဲ့ရှင်းရှင်းသားပါပေါ့ကွယ်အလောက်အတွက်နဲ့တိုင်မရအောင်လာတဲ့လူကြီးတွေကိုဟုတ်ပါတယ်ကွာကဲတော့ကြပါတော့ကွာဦးလေးတောင်းပါပါလေနောက်လေးနော်အဲဒီရှင်းလိုက်ကြပါကွာဟုတ်လားမကိုဖိုးခက်ရော
သားမှအသုံးမကျတဲ့ခင်ဗျာဒါတော့ရပါတော့ကွာနော်အလုပ်ကိစ္စစကားပြောရအောင်ဟုတ်တယ်မလားအလုပ်ကိစ္စစကားပြောဝယ်ကြီးကြည့်တယ်ကွာတော့ကြပါတော့ဦးလေးတောင်းမှမှာကဲလာကြပါကွာလာကြပါလာကွာနော်ကဲလူလေးနဲ့အေးဆေးတိုင်မအောင်နော်ဟုတ်ကဲ့မှန်ဆိုโอเคမင်းလည်းကောက်တော့အနားယူပါလားကွာသွားပါကွာလုတ်ကိစ္စကတော့ချမ်းရမမရှိတဲ့ဘူးကြီးရှိရမော်လမြိုင်ကဝါရှူရှူပို့ပေးဦးဒီတကဦးနဲ့ပြန်လို့ပဲရမမရှိတဲ့ကိုဟုတ်ပါသူ့ရဲ့လူမဲ့အုပ်စုဦးလေးကိုပြုတ်ဖော်နေတယ်အဲ့ဒါရမ်းနံပါတ်1ပဲပြီးတော့ဖိုးခေဟာကိုဟုတ်နံပါတ်1ဦးလေးရှိရောက်ဒီလိုသူစိတ်ချပါအဲ့ဒါကြောင့်ကွာသူ့ကိုသိစိတ်မချလို့ဦးလေးကမစ္စရိကြားကြရင်လိုက်လာခဲ့တာဦးရဲ့သားဆိုတော့ဦးလေးရဲ့လူရင်းတယောက်အနေနဲ့သိအားကုန်ဟုတ်တယ်မလားဦးလေးရဲ့အလုံးမှာအောင်မြောင်းလားဒီဘက်တယောက်အနေနဲ့ဒုစားတာရတယ်ငွေပေါ်မှာ25ရာခိုင်နှုန်းဦးလေးဒါသိချလို့မလို့ဒီတော့ဒီကတော့ကြိုင်မယ်ဘုံနေကိုတော့ဘုံနေရောက်တော့ကျိုးဝဲစခန်းမှာဦးဝါရှူတွေတွေ့တယ်ဒီလိုမျိုးပေါ့ဘူးစီတော့ဦးလေးကပြုတ်ပြလိုက်မှာပေါ့ဟိုကြတော့လေဦးဝါရှူကမင်းအလုပ်လုပ်ဖို့အသေးစိတ်အားတော့ပြောပြတယ်ဟုတ်တယ်မလားတော်လို့စေသုံးဖို့ဒီမျိုးထားရွေးမနေပါနဲ့မမဖျားကြီးတော့ကြကြဖို့လေးများချိန်နေပြီသွားရဆိုလေလာပါပြီမဆူရဲ့ညီမလေးပါလိုက်လာလို့ပဲဒါမဲ့လာတိုင်းသူရကောင်းနေမကောင်းတာနဲ့သူနေခဲ့ရတယ်လာရင်ကိစ္စကတော့သူစားနဲ့ကျွန်တော်မင်္ဂလာကိစ္စကိုဒီကချက်နေမယ်နဲ့ခစ်လုံငယ်တွေရုံးတက်လက်ထမယ်မင်္ဂလာဆောင်အတွက်ကုန်ကြမယ်ငွေတွေကိုတကယ်လို့အပ်နေတဲ့ဆေးရုံတို့လူအိုရုံတို့လူတန်းမို့သူစားတော့ကျွန်တော်ပါဟုတ်ပါတယ်မမီသူစားတော့အဲ့ဒီအကြောင်းကိုစရရဆွေးနွေးခဲ့တာပါကိုမောင်သိကြပါဗျဘယ်လိုသဘောရကျွန်တော်အနေနဲ့ကတော့အများဆုံးလက်ခံပါလေမင်းရောဘယ်လိုသဘောရလဲမမေအနေနဲ့တော့ဘာမှပြောစရာမရှိပါဘူးသမီးတို့ကောင်းတယ်လို့ပါစီစဉ်ရဟုတ်ကဲ့အခုလိုကြားကျွန်တော်အများကြီးဝမ်းသာပါမင်္ဂလာဆောင်နေဆိုတာ
တက်ခံကျွေးမွေးစီကုန်ကြတယ်လက်ဖွဲ့ပြစ်ပြီးကြတော့သရာကြီးတယ်မသရာကြီးကပုံများနေလေတော့ဒါတွေနဲ့ပကာသနာဝတ္တကိုရှောင်ပြီးတော့အကျဉ်းရုံမင်္ဂလာလက်ထပ်ဖို့ကျွန်တော်အနေနဲ့စီစဉ်ရတာပါဒီစီစဉ်ကိုသူ့လိုက်သဘောကျပါတယ်ဖြစ်လူနေတယ်ဆိုတော့ခဲ့လိုက်စီစဉ်ရမှာပေါ့ကဲဒါဖြင့်ဒီကောင်းရတာရွေးဖို့ပဲယူတော့တာပေါ့ဒီလိုဆိုရင်လည်းဒေါက်တာနဲ့သူကလည်းမပြန်ရင်ဆရာကြီးပါလိစုံအောင်ပူးသွားကြပါဦးနော်ထူရမယ်ဆိုရင်ငါကဖျားတယ်မကဘူးမာရီတော့ဖျားတွေကိုဖူးချင်ဘူးသူကလိုက်နိုင်ပါလေဘာလဲမောင်သူကပြောတာမယုံလို့လားယုံပါတယ်သူကယုံပါတယ်ပါဆိုတဲ့ကိုကိုကြည့်ရတာဒါတော့သူကရဲ့
အခုလိုသူစားနဲ့ပြောပါပါလဲကြပတ်ကြဖျားတွေထူကြရင်နောက်ကသူစားနဲ့ခွဲပြီးတော့ကိုပြားတော့ ကိုကလည်းမောင်မြန်ရောက်တော့တခြားလေးနေဦးမှာပေါ့ခုလောက်မောင်မြန်ကြီးပြန်တော့သူကစိတ်ကမကောင်း ကိုလည်းပဲစိတ်ကောင်းပါပဲသူစားရဲ့သူစားနဲ့အကြာကြီးနေချင်တာပေါ့ဒါမှကိုမှလည်းလှုပ်ဝတရားလေးရှိသေးတယ်မဟုတ်လားနောက်ဆိုရင်ကိုတူတူနေရတော့မှာသူစားကဲကိုဖျားတော့ဖူးလိုက်အောင်နော်သူစားတရားနေခဲ့နေရအောင်နော် နေရပါတယ်သူစားတော့ဒီကနေပဲပြင်နေတော့မယ် ဟုတ်တယ်ချိန်ရတော့ဒီနေရာပဲကွာဟောကြက်ကြနေငါပေါ်မယ်ကြက်ကြဆောင်ခေါ်တော့ခေါ်တော့ဒီလိုပညာစမ်းလို့ပဲရမယ်ဟုတ်လားပြောလေကွာဒီလိုကြီးခွဲရမကွဲဒီလိုဒါပြထားမင်းပါမလိုက်ဆရာလူလေးနော်ငါလူလေးပါကွာမင်းပြုံးမလားရော့ဘာမှလိုက်လေဆရာသူနဲ့တွေ့မှပြောမယ်တဲ့အဲ့မှာကားလည်းပါပါတယ်ဗျာတင်တာတော်တော်ကိုချော်တာပဲမောင်မြရနေတူတယ်ကိုကောင်းနဲ့ငါနဲ့ခတ်စစ်
ဆိုင်ပါလူနဲ့ဆိုတာခင်ဗျားကိုဆက်လို့ပါဒီကြည့်ပါမင်းတွေနာမည်နဲ့လိုက်အောင်လက်ကပြန်တော့ဘူးလက်တော့လို့လည်းပဲဘာလို့မလုပ်လို့ပြောဒီမှာဘာလို့ခွန်သွားတော့ပြတဲ့ဒီမိုင်းမတိအောင်ရှေ့ရကိုလူကုန်ပြီးတက်ပိတ်မောင်းဒီကြောင်နဲ့လည်းမတော့လားသိပြီတော့ကျွန်တော်ဝေ့ပြီးခေါ်ပြီးတာဒါတော့ပဲရလေရုံဒါတော့ပဲတပည့်ပေါ့ကဲတော့ရမယ်တော့ပြောပါခင်ဗျားတို့ဒီစံတိုင်းကြိုးလိုက်လို့ရှိဘူးပြောပါမယ်လားဖြည်းဖြည်းပေါ့သူကကိုများလေးပြောတာပြီးကြခင်ဗျားတို့ပဲအားကိုးနေတာပါဟဲ့ဘုရားနဲ့လူလေးရဲ့တပ်ပြီးနဲ့လူကြီးတယ်ကိုပြမှာငါဒါတော့သိချပါဒီတော့မဲ့ကိစ္စကတော့ဒီလိုဝိပြပါမလိုက်ပြောတဲ့စကားနားထောင်ခိုင်းတာလို့လောက်တော့စောက်ကိုရနေတယ်ကျွန်တော်တို့မှရှိနေတဲ့စက်လီနဲ့မောင်းနေကိုရလိမ့်မယ်ဘယ်မှာသာနှက်ကိုရရနေပြီးတော့ကျွန်တော်တပည့်ကြီးဒီနေ့ပဲပကားတိတာလည်းပြောင်းနေတယ်ခင်ဗျားလူတွေပိတ်ချပါလေကျွန်တော်တို့အတွက်စိတ်မချဆုံးကတော့ကျင်းဟုတ်ပဲဗျသူ့ဘိုင်းကရင်မျိုးတွေပို့ပြီးတော့ဒုက္ခပေးနေတယ်ဒါကိုအပြည့်ပြောပြောကျင်ဟုတ်သူကဘာလို့လောက်နောက်ဆက်ပေးနေရလဲအဖေကခွဲထွက်သွားတော့ကျင်းကတိတ်မကျင်းနိုင်ဘူးနောက်ဆက်ပေးနေတဲ့သဘောကလည်းမကျင်းတဲ့သဘောပဲဒီကောက်တော့သူ့လူတွေနဲ့ခင်ဗျာရင်ဆိုင်ရမှာပေါ့ဗျာသူတော်ကဘယ်လိုလဲအော်သူစားလားသူစားလေသူစားကတော့မှတ်မိတော့ဘူးပါလေစေအောင်ဆရာမလေးနဲ့မှားနေပြီချင်းသူစားလည်းပြောတော့မယ်မဟုတ်တယ်လေသူစားအောင်
ချောင်းမပါဘူးသူကရဲ့သူစားလို့မင်္ဂလာပစ္စည်းဝယ်ဖို့ကိစ္စလေဒါမှမဟုတ်သူစားတယောက်တည်းပဲလာခဲ့တော့မယ်ငါသူကသူနေမကောင်းလို့မနိုင်တော့ဘူးတဲ့ဒါဖြင့်ကိုကပို့ပြီးတော့သဘောကျတာပေါ့သူစားတယောက်ထက်လာမယ်ဆိုတော့ဟာလဲကိုကဟုတ်ပါဘူးသူစားတယောက်ထက်လာမယ်ဆိုတော့ကိုတို့နှစ်ယောက်လွတ်လွတ်လပ်လပ်ပစ္စည်းဝယ်လို့ရတာပေါ့မဟုတ်လားကိုနော်ကဲမင်းစီစမ်းအောင်သူစားဘယ်တော့လာမလဲသူစားလာတစ်ခါတော့လာခဲ့မယ်လေသူစားလာမယ့်နေ့လဲထပ်ပြီးဖုန်းဆက်လိုက်အောင်ပါပေါ့ကောင်းပါပြီကြာသူစားလာမယ့်နေ့ကိုဆက်ဆက်ကြိုးနေမလားထားလိုက်တော့ကူတက်တာနဲ့ပထမအချိန်သတိပေးလိုက်ဘယ်လိုဖြစ်တာလဲဒီကဦးဝါရှိဝါဆက်လိုက်ပြီထိုးခဲ့ရလို့ကျုပ်ကဘာမှမပြောဘဲနဲ့ထွက်သွားခွင့်ရတယ်ငါပြောတော့ကျုပ်ကကျေလို့တော့မှမသိသူကိတာရှိလားဟုတ်တယ်ဗျာကျုပ်ခင်ဗျားရဲ့စကားပြောရင်ခဏတိုင်နေတယ်ကျွန်တော်တို့တော့ညဆက်လိုက်တိုက်ရတယ်မကန်ပြတာအလူစကားမဆိုင်ကြတယ်မော်နေကတစ်ချိဥမောင်တည်းရဲ့စက်လီပေါ်မှာကျင်းမှုစီးနေထားတယ်ပြီးတော့အဲ့ဒီစက်လီမှာလို့ဆိုရင်ရာလည်းနဲ့ပင်လို့ကလည်းကျွန်တော်တို့ပြင်တာကိုသိကြအောင်ပေါ့နောက်ပြီးအဲ့ဒီစက်လီပိုင်ချင်းတစ်ချိဥမောင်လေးဆိုတာလည်းလူကြီးလူကောင်းပြောင်းမှုကဒီမျိုးဘက်ကရောကျင်းဟုတ်လို့လူစုတာပါဒန်နီနဲ့မှအတဲထားမကြအောင်ဟုတ်ပါသူတို့မျက်စိမပြအကဲခတ်နေတာကတော့ကျွန်တော်တို့တစ်ထိပိုင်နဲ့ဆက်နေကြဒီတော့ကျွန်တော်တို့တစ်ထိပိုင်နဲ့ဆက်နေပေါ်မှာဟန်ပြပြင်ရတယ်တစ်ချိန်ထဲမှာပဲပကံကြည့်တာလေဥမောင်တည်းရဲ့ဆက်နေပေါ်မှာပြင်ရတယ်ဒါကြိုင်းနဲ့နော်ကျုပ်ကဘယ်စိတ်ကမ်းတော့မှာအလုံးစိတ်ကမ်းလို့ကျွန်တော်လူကြီးကတော့အားလုံးဆင်းနေဖြစ်နေတယ်ဒါပေမဲ့ဒီဟောကောင်လေးရဲ့အနောက်ချက်ပေးတာတော့ခင်ဗျာတောင်းဝင်ရတယ်ခင်ဗျာဗာမေးရရှိတယ်ဟုတ်ကဲ့ဆက်ဟာဘယ်လိုသွားမလဲကဲအတော်ရရသိကြပါစေအောင်မြင်ပါစေလို့လည်းကျုပ်စုကြောင်းပါတယ်စိတ်ကနဲ့ကောက်တာဟမ်ကားမှားတာမျိုးကစိတ်မရှိပါနဲ့ဟာဗျာရေးထဲမှာစိတ်မရှိရတဲ့ငါသွားမယ်သွားမယ်ဘယ်လိုလဲလာရှိနေတော့လူလေးတို့အဖွဲလာလိမ့်မယ်အလုံကန်းနာဆောက်နေတူအဲ့တော့ညာဟိုရှေ့ဝမ်းရောက်ရင်လာတဲ့လမ်းတိုင်းပြန်မအောင်တာ
လာရဲလမ်းတိုင်းကြတော့ဖြည့်ရှင်းလို့သိနေအောင်လာကြပါလို့ကဟုတ်ရမောက်လေကွာပဲပြီးတဲ့တဲ့ရင်ဟုတ်မှာဟုတ်ကဲ့လားမင်းတို့ကြည့်ကလည်းဘူးတည်းမလာဘူးလာမှန်ပေါ့ကွာကျောင်းတစ်ခုညောင်းကြတာဖြစ်တယ်ဒီကောင်ပေးတဲ့တကင်းကလွဲသေးတယ်ကွာဒါပုတ်ကလည်းကျင်ဟုတ်တပည့်ပါကွာတို့ရဲ့သူညောင်းပုတ်ဖြစ်တယ်ဘာလို့ဒီဝိဇ္ဇာလဲဒီကောက်ကိုလည်းငါမြင်မြင်လာပြီကွာ干这点也开啊！你拿过来。都来来过，好。呀，我看这点也没光这样弄的，好个样子。哪位？哎，要来了好。没让俺这是草给的钱嘛，好了。哎，好的钱。ဒါရီနဲ့ဆရာဘလူစီစဉ်နေဟမ်အဲ့ဒီမှာငါဒီလိုအကောင်ရောက်ဖို့ဆိုတော့ငါနားလဲခါလားသူကရှုထည့်ပေးလိုက်တယ်လက်တူးဆိုတဲ့ကောင်ဖောက်ခဲ့ပြီကွာငါသူ့ကိုမယုံလို့ပူကျင်းရဲ့စီစဉ်ကိုရှင်နေကဖြတ်လိုက်မဟုတ်တော့မဟုတ်ဘူးဟိုမှာကားဆင်းနေရှိအဲ့ဒီမှာလည်းငါလူယုံတော့ရှိသူကရှုကငါ့ကိုယုံလို့ပုံအပ်ထားတော့ငါမှလုံးဝတောင်းရှိတယ်မင်းအဲ့ဒါနားလဲရတော့ပေါက်ရဟဲ့ဟုတ်တယ်နားလဲပါရှိသဘောလဲပေါက်ပါကျွန်တော်ပြောရစားတော့သိလို့မှာငါလည်းနှစ်ဖက်ကြာရင်မေယာလေးများနဲ့မောင်နိုင်လိုက်သွားဟုတ်အေးကူလို့လိုက်ပါတော့သူညံလောက်ပြဟုတ်ကဲ့ကျွန်တော်ပြန်ဘယ်လိုပို့ရဆိုသိတယ်မသိပါဘူးကျွန်းနေဟာဒါသန်းနေဟာမင်းနှစ်ခါကြာမိုးမလိုက်သွားဟုတ်ကဲ့မင်းကစိတ်ချပါကြကျက်နေစိတ်ချပါတည်းမြန်နေအောင်လုပ်ကြကွာဟဲ့ငါတို့ဟိုမဲ့စိတ်ကန်းသွားရအောင်Come. 我现在这里边是，对吧？有，那不干这点也瞧边。嗨，过来！哈哈哈哈哈！反正路累了，想来对了，反正垃圾抓用后拉过。哈哈哈哈哈！嘿，龙王吗？过来吧。嘿，加油吧！这样，你先呢？你撇回来着，这样没得忙了。你讲要那老外没讲的喏，一张稳装的。
လေးဆိုတာခင်ဗျားမို့လားဟာ ကျုပ်နာမည်လူလေးတဲ့ကျုပ်အမေဖေချစ်စနိုးခေါ်တာကလူလေးတဲ့ ရှိပါသေးတော့ဗျာရှိပါသေးတော့ဟာတဲ့ကျွန်တော်တို့ ခင်ဗျားတို့သတင်းရလို့လားရှာတယ်ဆိုတာဟာ ဟုတ်ကဲ့ဝတရားရရှာပြ ဆန်းနိုင်ပါလေဆန်းနိုင် ဟေးကားတော့လိုက်ရှာကွာခရယောက်ဒီပါလိုက်ကြည့်ဒီကောင်နဲ့မလိုက်ထိုးတိတိုင်ပါလည်းကိုလိုက်ရှာအဲဒီကထားပါတာဒီကတော့ရောက်တယ်ကြာပါလားဘယ်လိုဖြစ်နေလဲဆရာကျွန်တော်ဥပဒေဆက်လေးကပဲနေနေဆရာဟာကျုပ်ဥဝါရှုပကံတက်တယ်လာပို့တာပါအဲ့ဒါကျုပ်ကိုဖားခံရအောင်ဘယ်သူကများရင်းပို့လိုက်တယ်ကျမပြည့်ရဆရာဒီမှာဆရာညသူမနေပြီခင်လေဒါကျွန်တော်တို့မိတ်ဆွေဒေါက်တာသူတော်ဆိုတာပေါ့ဗျဒါဘန်တော်လူလေးမဟုတ်ဘူးလားဘယ်ကဟုတ်ရမှာလဲဒေါက်တာသူတော်မှဒေါက်တာသူတော်အစ်စ်ပါခင်ဗျာဒေါက်တာသူတော်ဟာငါနဲ့တထေရတဲ့တွန်းနေရောသလားကျွတ်တော့ကတည်ရလို့လာရတာပါဗျာဟုတ်တာစိတ်မရှိပါနဲ့ဗျာကျွတ်တော့ဝတရားရလာရတာပါအဲ့ကိစ္စမဖြစ်ပါဘူးကိစ္စမဖြစ်ဟဲ့ညရှာရကွာဒါလေဒေါက်တာဒီမှာအချိန်မတော်ကြီးဒါတော့လို့ရှိပါတယ်ဒီပကံတက်တာတွေကမောင်မြန်ပို့ရမယ်ဆိုတော့ဟောလေကျွန်တော်လည်းပွဲမှာကြောက်အောင်ဆိုတော့ကိုယ်လည်းလိုက်ပို့ဘာသာကောကျွန်တော်ကပြည့်နေလို့ဒီတော့ချင်းလိုက်ကြဟေးဒါတော့ဒီလိုပါဗျာအနားလက်ကတော့နည်းနည်းရှိမှာပေါ့ဟေးတကောင်းနောက်ရှာကွာခင်ဗျားစိတ်ကြိုက်ရှာကြပါကိစ္စပြောမနာတော့ဘာမှမတွေ့ဘူးပေါ့ဟုတ်ကဲ့ပြောတော့ကျွန်တော်လည်းဝတရားရချားတာပါစိတ်မရှိပါဘူးကိစ္စမရှိပါဘူးကျွန်တော်ခွင့်ပြုပါဒါမှမဟုတ်ဒီဒီလားဟဲ့ပါမယ်ဘယ်နဲ့ဗကန်တက်တာတွေဆက်လက်ပေါ်တင်ကျွန်တော်ပဲနဲ့လားဒီဗကန်တက်တာတွေခင်ဗျာစိတ်ချပါတော့နော်စိတ်ချပါဗျာဆက်လက်ဆက်လက်မှာမဆွဲလေဒါလည်းဆက်လက်ပါဒီတော့နာမည်လည်းပဲတဲ့နေဖေတင်လို့ခေါ်ပါတယ်ဆရာစာရေးတဲ့အခါပါတဲ့နေဖေတင်နဲ့တွေ့တယ်ဆိုတော့ကြောင်စာရဲဆက်ရေးလိုက်ပါဆရာ